တကယ်များလို့မြင်လာနော်ကျွန်တော်ကိုမျှဝေမယ့်ဒီလေးကတော့ကျွန်တော် Facebook ဘယ်လိုမှလောင်းဝင်မရတဲ့အကောင့်လေးပေါ့နော်ဒါကိုကျွန်တော်တို့ဝေပြမှာခံမဲ့ဝင်ရတယ်ကျွန်တော်ကိုအကောင့်လေးကျွန်တော်ကိုတော့ဘာလို့ရမှာခံတာပေါ့နော်ကျွန်တော်ဘာလို့ရမလို့ဘာမှမမရှိကျွန်တော်ကိုတော့တော့ my day ဖြစ်ပါတယ် my day ဖြစ်ပါတယ်ကျွန်တော်ကိုတော့နေကလေးရှင်းအောင်နော်ဝိုင်းမတော့ဘူးကျွန်တော်တော့ Facebook လေးဝင်ကြည့်လို့နော်ဒါကျွန်တော်မှာ Facebook ပါတယ်ကျွန်တော်ကိုဒီကောက်ကိုဝင်မရဘူးနော်ကျွန်တော်ပြောင်းဝင်ရခဏလေးဆောင်နော်လိုက်မကောင်း my day ဒီလိုဆွဲကြည့်တက်တယ်ပါနော်ဒါအတေးတက်ကျွန်တော် my day နဲ့ my day ဖြစ်ပါတယ်ဘာဘူးမှခံစီရမလို့ပါဘူးဒါကျွန်တော်ဒီမှာရှိရ friend တွေပါဟုတ်နော်အကောက်လေးဝင်မရဆိုကျွန်တော်အကောက်ပွားရနေကျွန်တော်ဝင်ပြမှာပေါ့နော်ဒီပြန်ခိုင်းတော့ဝင်မရဘူးဗျဒါကျွန်တော်ရဲ့အကောက်ပွားလေးပေါ့နော်ဒါတော့အကောက်ဒါပွားထားတဲ့ဟာပေါ့ဗျကျွန်တော်တို့အဲ့ဒါလေးဝင်ကြည့်နော်အဲ့ဒါလေးဝင်ပြီးတော့အကောက်ကိုကျွန်တော် log out ထွက်လိုက်ပြီတော့အလဲညာမဟုတ်လို့တော့တရားရကတော့အမကပြရပါတယ်ဗျ my day ကနေဝင်လာပြပါတယ်ကျွန်တော်ကတော့ဒါကျွန်တော်က password ရိုက်ချင်ရတယ်ခင်ဗျာsorry ကျွန်တော်ကလေးတော့ဝင်နေပါပြီခဏလေးတော့စောင်းနော်လိုင်းမကောင်း my day တော့ my day နဲ့တော့ time ပဲတက်တယ်ပေါ့နော်ကျွန်တော် my day time ပဲတက်ဒါကျွန်တော်တို့ကလောရင်ဝင်လို့ပြီပေါ့နော်တော့ okay လေးကိုတစ်ချက်နေပြီ passport အစီရပါနော်ဒါကျွန်တော်ကောက်တယ်ဝင်ပါပြီဒါကျွန်တော်တောင်းနေတဲ့ main call လေးဖြစ်ပါတယ် idea line တော့မကောင်းဘူးကျွန်တော်ရဲ့ Facebook ကောက်ပြီး YouTube အကောင့်လေးကိုပဲပြီး like subscribe လေးလုပ်ရအောင်ဗျ Facebook ကောက်ကိုလည်း follow လေးနဲ့အားပေးလို့ရပါတယ်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ